နက်ကင်းရေတောက်ပေးုံနဲ့ဒီအချက်တွေကြောင့်ကိုယ့်အသက်ကို100လောက်အထိဆက်ဆံပေးနိုင်ပါတယ်လူတော်တော်များများကမနက်ကင်းမှာရေတောက်တာဟာအစာချေစနစ်ကိုကောင်းစေတယ်လို့ပဲထင်နေကြတာပါဒါပေမဲ့တကယ်ဖြစ်ပျက်သွားတဲ့အကျိုးသက်ရောက်မှုကအဲ့ထက်ပိုပါတယ်ရေပမာဏအများအပြားဗိုက်ထဲကိုရောက်သွားတဲ့အခါအစာအိမ်ကပွာလာတဲ့ဆိုယုံကလွဲလို့အခြားထူးထူးခြားခြားတုံ့ပြန်မှုမျိုးချက်ချင်းမရှိသေးပါဘူးအဲ့ဒီနောက်မှာတော့ရေတွေကသွေးထဲကိုမြ мян ဆန်ဆန်စီးဝင်သွားပါတယ်ဒီအခါမှာသွေးပမာဏတက်လာပြီးသွေးနီဦးကလေးတွေကလည်းပြန့်သွားတဲ့အတွက်သွေးလဲပတ်မှုကပိုပြီးချုံးမွေလာသလိုသွေးကြောတွေကဖိအားလဲအနှဲငယ်တိုးလာပါတယ်သွေးလွတ်ကြောတွေကဒီလိုမျိုးဆန့်ထွက်လာတာကိုနာကျင်တာမျိုးစိတ်ဖိစီးတာမျိုးမရှိဘဲချက်ချင်းသိလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ကြောက်ကက်ကစပြီးအလုပ်လုပ်ပါတော့တယ်ပိုရှန်နေတဲ့အရေးတွေရောက်လာတဲ့အတွက်စစ်ထုံမှုတွေမြန်လာပြီးစီးပို့ထွက်လာပါတယ်ခန္ဓာကိုယ်ရဲ့မျှခြေကိုပြန်ထိန်းဖို့အတွက်လျှက်လိုက်ရည်အီလက်ထရိုလိုက်တွေကလည်းအနှဲငယ်ကျသွားပါတယ်တပြိုင်နက်တည်းမှာပဲအုံနောက်အတွက်လည်းအကျိုးကျေးဇူးတွေရလာပါတယ်အရေးဖိအားတွေပုံမှန်ဖြစ်သွားပြီးတစ်ရှူးတွေထဲရေဓာတ်ပြေးဝလာတဲ့အတွက်စိတ်ကြည်လည်မှုကလည်းတိတိတသာတိုးလာပါတယ်နှလုံးကပိုပြီးပင်ပင်ပန်းပန်းအလုပ်လုပ်စရာမလိုတော့ဘဲပိုပြီးထိထိရောက်ဆန်းဆောင်နိုင်လာသလိုခန္ဓာကိုယ်အနှံ့သွေးလည်ပတ်မှုကလည်းတည်ငြိမ်သွားပါတယ်ဆဲလေးတွေကလည်းရေဓာတ်ပြန်လည်ပြေးဝလာပြီးသူတို့ရဲ့မူလပုံစံအတိုင်းပြန်ဖြစ်လာသလိုခန္ဓာကိုယ်အပူချိန်ကလည်းညီမျှသွားပါတယ်ဘယ်အရာကိုမှအတင်းအကျပ်နှိုးဆွတာမျိုးမဟုတ်ဘဲခန္ဓာကိုယ်ကသူ့အလိုလိုမျှခြေပြန်ဖြစ်အောင်လှုပ်ဆောင်သွားတာပါဒါဟာမနက်တိုင်းရေများများတောက်ပေးရင်ရရှိလာမဲ့တကယ်လက်တွေ့ကျတဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်